ကိုကတော်တော်ပြင်းနေပြီပဲငါတော့လေးပေါ့မယ်ဟဲ့မပြေးရဟဲ့ကလေးမนี่เลยแต่เพียงไงมันเพ่ปลาลูกเพียมาเลยจี้ใหม่นี่เพียวมองดิพาลูกตัวน่ะเลยงะนี่มันไม่เพียบอยู่นี่ฮะแล้วมีพี่คาฟิพาฮ่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 าเฮ้ยตัวไหนจีกูเรียดจีสุดเลยมันเลยตัวอย่างงั้นเอาใจไปอ่ะมีพี่มาเชียร์เร็วปัวเนี่ยแต่ไปที่นี่นะเลยเจ้าแน่วิ่งไม่คนฮันทีน่าตัวไม่เปล่าแม่มีปีก็ไม่เปล่าฮ่าเดี๋ยวอามาชิมดิโร่งาตู้เนี่ยพี่ตัวเนี่ยตั้งใหญ่เฮ้ตั้งไงดิเนี่ยมีกู้เนี่ยยังตัวเบ้จิสุแบบนี่เปี้ยวเนี่ยนี่งั้นเอาขนาดငါပြောဒီညာပဲတကယ်ကြီးရဲ့ဟုတ်လို့လားဘာရဲနဲ့တူလားလေအဲ့ညမငါနင်းထောက်ရရမ်းမိုက်တာဟုတ်ပြီကြည့်အဲ့နားမလေးရုပ်တည်ရဲရုပ်တည်စီရလားတီးရီလိုက်ကြည့်ပြီရဲရုပ်တည်တဲ့တော်တော်စီလောက်ပါမယ်ညာလေဒီကိုရေးတာပြီးတော့မေးနင်ဘာပြောလဲဘာမှမဟုတ်ပါဘူးနင်ကြည့်မကြံခဲ့ပါဘူးလက်တော့ဟဲ့ဒီကြောက်ဒီနေလားရေးတူအတမီးလေးရိုက်တယ်ဘာဟုတ်လို့လားဒီကလေးလေးကနင့်ကိုဘယ်လိုရိုက်မှာရောဟုတ်တယ်ဆရာကြီးရဲ့သူကလေတမျိုးလေးရိုက်တာဟာနင်စနေရပဲဟာမင်းစနေမဟုတ်ဘူးသူတမျိုးတကယ်လောက်တာဟုတ်လားအစင်သူငါဖမ်းထားမယ်ထားခဲ့ညီငါနဲ့မဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးအဲ့ဆိုရင်ငါနဲ့ကိုလိုက်ခဲ့ဒီနားမှာနေရောငါနားမှာလာခုမေအပိုင်းညှိပြီးပါပြီအဲ့ဆိုရင်ငါပြောပြမယ်နင်ဘာလို့ကိုကြောက်ကိုရိုက်တာလဲမရဘူးသူကမောက်လာရိုက်လာဘာပြောတယ်ကိုတယောက်ကငါဟုတ်ပါရဲ့ဒီတူလေးတော့မဟုတ်ပါဘူးအဆောင်ရဲ့ပြီးရောโอเคအဆောင်ဟိုတယောက်ကငါဖမ်းလိုက်အောင်မယ်နော်ဟုတ်ကဲ့ပါပြောချင်တာပိုင်းနဲ့စားလိုက်ပြီမုတ်ကလေးနည်းနည်းလေးပဲရှိတယ်ဆက်ပါငါစားပဲစားဒီအင်ဂျီကိုဘယ်လိုလုပ်ထားလဲဒီတူငါလိုက်ပြီးတက်တာဟဲ့နေရောလာခဲ့နင်ငါဖမ်းဘာဖြစ်လို့လဲဟိုတော့ကနေငါပြောပြီးပြီဟာအေးပါဟဲ့တန်နေဒီနေပါလို့အဲ့လိုငါ့ကိုလှုပ်လိုက်တာလေတွားဆန်းပိုင်းတက်ပြီးပါပြီ